စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လေနဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကเนาะစိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်เนาะပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်တောကဖြစ်ရတယ်နော်ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်တောကဖြစ်တယ်တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်တောကဖြစ်တယ်အားလုံးဟာတောကလေးတွေနဲ့ပဲနေကြတာအဲ့ဒီတောကဆိုတာဒေါမနတပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့အေးဒါကြောင့်မလို့တောကကင်းအောင်နေခြင်းလို့ရှိရင်ဘာလို့ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှောင်ရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လွဲလို့မရဘူးတစ်ပင်ရှိရင်တစ်ရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှု